လူတယောက်ဟာမြေအောက်မှာရှုပ်ဝက်ရတနာတွေတူးနေတော့ရုတ်တရက်မြေကြီးထဲကနေသွေးလို့အမေရောင်အရည်တွေထွက်လာပါတယ်ခဲရကြမှာတော့သူကင်ထားတဲ့မြေတူးဆက်ကြီးကအလိုလိုရှေ့ကိုပြေးထွက်သွားပြီးဝါယာကျိုးကလည်းသူ့ရဲ့ခြေထောက်မှာပက်မိသွားပါတယ်သူ့သူငယ်ချင်းတွေကကူညီဖို့စ조사ပေမဲ့လည်းတောင်ပေါ်ကနေလိမ့်ကျလာတဲ့ကြောက်တုံးကြီးတွေကြောင့်နောက်ဆုတ်ခဲ့ရပါတယ်ကယ်ဆယ်ရေးအဖွဲ့တွေလာနေတဲ့လမ်းမှာကြက်တယောက်ထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်အချက်ပြတာဝါတိုင်းပေါ်မှာလူတယောက်ဟာဘာလို့ရှားမှုမှမရှိပဲငြိမ်သက်စွာထိုင်နေတာပါဂျက်ကအပေါ်ကိုတက်ကြည့်လိုက်တဲ့အခါအဲ့ဒီလူဟာလက်နက်တစ်ခုကိုကင်ထားရင်းအသက်မရှိတော့တာကိုတွေ့လိုက်ရပါတယ်ဆရာဝန်ရဲ့စစ်ဆေးချက်အေးအဲ့ဒီလူဟာတက်လိုက်ပြီးတည်တာမဟုတ်ပဲရင်ငယ်လုံးလို့တည်ဆုံးသွားတာဖြစ်ပါတယ်သူဟာတဆုံတရာကိုအတော်လေးကြောက်လန့်နေခဲ့ပြီးတာဝါတိုင်းပေါ်ကနေအောက်မစင်းပဲရင်ငက်ခံပြီးအတီခံသွားခဲ့တာပါအဲ့ဒီအချိန်မှာပဲကီလိုမီတာ100လောက်ဝေးတဲ့နေရာမှာအဘိုးအိုတယောက်ဟာသူ့ရဲ့တိုးတွေအကြောင်းမဲ့ကြောက်လန့်တုန်လှုပ်နေတာကိုမြင်လိုက်ရပါတယ်အဘိုးအိုရဲ့နောက်ဘက်ကစာချုပ်ရုပ်ဟာအနှဲငယ်လှုပ်ရှားသွားပြီးတဲ့နောက်မြေအောက်ကတက်တော်ကြီးအဘိုးအိုကိုမြေကြီးထဲကိုဆွဲချသွားပါတော့တယ်ကျက်ရောက်လာတဲ့အချိန်မှာတော့ဒိုးချန်ထဲကတိုးတွေအကုန်ပြောက်ကွယ်သွားပြီးမြေပြင်ပေါ်မှာအဘိုးအိုရဲ့ဦးထုတ်လေးပဲကျန်ရစ်ခဲ့ပါတယ်ဂျက်ကပထဝီဘေးပညာရှင်တယောက်ကိုခေါ်လိုက်တဲ့အခါသူမရဲ့စက်ပစ္စည်းတွေမှာမြေအောက်ကတက်တော်ကြီးရဲ့အချက်ပြမှုတွေကိုစက်တင်တွေ့ရှိလာပါတယ်အဲ့ဒီအချိန်မှာပဲကားအောက်ကနေတဆုံတရာကိုကောင်မလေးတယောက်ကလန့်ပြီးကြည့်နေပါတယ်ကားအောက်မှာတော့ကဘာပေါ်မှာမရှိဘူးတဲ့ထူးဆန်းတဲ့တက်တော်ကြီးတစ်ကောင်ဟာကားကိုကွက်ထားတာပါဂျက်ဟာအခြေအနေတွေမကောင်းတာကိုရိပ်မိပြီးအကူညီတောင်းဖို့စ조사ပေမဲ့လည်းဖုန်းလိုင်းတွေအကုန်ပြတ်တောက်နေပါတယ်နောက်ဆုံးမှာတော့ဂျက်ကိုယ်တိုင်ကားမောင်းပြီးအကူညီသွားတောင်းဖို့လုပ်ပေမဲ့တွားရမယ့်လမ်းတစ်ခုလုံးဟာကြောက်တုံးကြီးတွေနဲ့ပိတ်ဆို့ခြင်းခံထားရပါတော့တယ်